နေ့လောကကြီးထဲမှာယနေ့လောကကြီးထဲမှာအသွေးတွေကတန်ကြီးတအုပ်လို့ရှုပ်ထွေးနေလို့ဘာမှဖြစ်မလာဘူးလို့ထင်နေလားကျွန်တော်ဒီနေ့တော့မပေးချင်တဲ့စာအုပ်လေးရတော့စာရေးဆရာကြီးမော်ရဲရှာရေးတဲ့တက်တဲ့သွေးဆိုရဲ့စာအုပ်လေးတအုပ်ကျွန်တော်ညွှန်ပြပေးချင်ပါတယ်ဒီစာအုပ်ကဘလို့လူတွေဖတ်တဲ့လဲဆိုရင်စိတ်ရဲ့အရှုပ်ထွေးတွေကိုဓာတ်နဲ့မှုန်းသလိုဖတ်တော့ပြဖို့နီလန်ပြပေးမဲ့စာအုပ်လေးတအုပ်ဖြစ်ပါတယ်ပြီးတော့ over thinking သမားတွေရဲ့စီးတစ်ခွက်ဖြစ်ပါတယ်အသွေးရှင်းမှဘဝလင်းမှာပါဒါကြောင့်အများကြီးသွေးမနေနဲ့လိုရင်းကိုပဲသွေးဆိုတဲ့ကွန်းတက်ကိုလက်သွေးကြကြတင်ပေးသွားမယ်စာအုပ်ကောင်းလေးပါဒါကြောင့်တိမ်တိုက်တို့လွေးစင်သွားသလိုပေါ်ပွားသွားစေမယ်စာအုပ်လေးတအုပ်လို့ကျွန်တော်ကတော့ညွှန်ပြပါရစေကျွန်တော်အားပေးနေတဲ့ပရိသတ်ကိုစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်အားလုံးလူချစ်လူခင်ပေါင်းများနိုင်ကြပါစေကျွန်တော်တရေချားတခါ recommend ပေးမှာမဟုတ်လို့အားလုံး like and share လုပ်ပေးသွားဖို့မမေ့ကြနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်